PRRS ယောဂဆိုတာဘယ်လိုမျိုးလဲဆိုတာလေ့လာကြအောင်ပါ PRRS ယောဂဟာ PRRS ဘန်ရဲပေါ်ကြောင့်ဖြစ်ပွားတာဖြစ်ပြီးဝက်တွေရဲ့မျိုးပွားစနိုက်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာစုတစ်ခုဖြစ်ပါတယ်ဒီယောဂဟာဝက်မကြီးတွေကိုသားပြည့်စေခြင်းမွေးကန်းစားကလေးတည်ဆုံမှုမြန်မာရှင်သားစားအောင်မြင်မှုနှုတ်နှင်းကျခြင်းဝက်ကလေးများကြုံလီပြီးကြီးထွားမှုနှိကွေးခြင်းနဲ့အခြားနောက်ဆက်တွဲယောဂများအလွယ်တကူကူးစက်ခံရခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်ဒီယောဂဟာဝက်မွေးမြူတောင်သူများအတွက်အလွန်ပဲဆုံးရှုံးမှုကြီးကြီးမားမားဖြစ်ပေါ်စေသောယောဂတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်ဒီဗန်ရိုက်ဖို့ဟာဖြားနာနေသောဝက်မအိမစင်စီအသက်ရှူတဲ့လေနဲ့တောက်ရည်တို့မှတဆင့်ခန္ဓာကိုယ်ပြင်ပသို့ထွက်လာတတ်ပြီးအရှာဝက်များထံသို့အစာစားခြင်းသို့မဟုတ်ဓာတ်ရိုက်ထုတွေ့ခြင်းဥပမာဝက်ရှင်းရှင်းနန်းရှုံခြင်းရဲရှင်းသို့မဟုတ်သောဆက်ရှင်တို့မှတဆင့်ကူးဆက်ပြန်ပွားနိုင်ပါတယ်ဒါအပြင်ရှူရှိုင်းမင်းတို့လေမှတဆင့်သို့မဟုတ်ဗန်ရိုက်ဖို့ကိုင်းကြီးနေတော့ရှာအတွင်းရှိအသုံးဆောင်ပစ္စည်းကိရိယာများမှတဆင့်လည်းကူးဆက်နိုင်ပါသေးတယ်ယောဂပြင်းထန်မှုဟာပို့အမျိုးအစားရှာစီမံခန့်ခွဲမှုနဲ့ဝက်များ၏ကျန်းမာရေးရှင်နေပုံမှာမူတည်ပါတယ်ဝက်မကြီးအုပ်စုတွေမှာအဖျားတက်ရှင်အစာမစားရှင်တို့ဖြစ်ပေါ်လေရှိပြီးအထူးသဖြင့်ကိုဝန်နောက်ဆုံးအပတ်ကာလမှာတောက်ရွှရှင်သို့မဟုတ်မွေးကန်းစားဝက်ကလေးများသေဆုံးမှုမြန်မာရှင်နဲ့တောက်ဆက်အောင်မြင်မှုနှုတ်ကျဆင်းရှင်တို့ကိုဖြစ်ပေါ်စေပါတယ်မြို့အတူအုပ်စုတွေမှာတော့တောက်ရည်အရေးတွေကျဆင်းစေပြီးတောက်ဆက်အောင်မြင်မှုနှုတ်ကိုနှင်းကျစေပါတယ်နှုတ်ဆိုးဝက်ကလေးများဝဲလမ်းများနဲ့အသားတို့ဝဲအုပ်စုတွေမှာတော့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်ပေါ်စေကကျုံလီရှင်းကြီးထွားမှုနှိကွေးခြင်းနဲ့အရှာနောက်ဆက်တွဲယောဂများအလွယ်တကူကူးဆက်ဖြစ်ပွားစေတတ်ပါတယ်။ဝဲအသက်ကြီးလာတာနဲ့အမျှယောဂပြင်းထန်မှုရှုံနေသွားလိမ့်ရှိပါတယ်။ယောဂထိချုပ်ခြင်းနဲ့ကာကွယ်ခြင်းအတွက်ကတော့နီလန်းပေါင်းစုံကိုပေါင်းစပ်အသုံးပြုရမှာဖြစ်ပါတယ်။ရှမ်းစီမံခန့်ခွဲမှုနဲ့တန်းရှင်းရေးကောင်းမွန်ရမှာဖြစ်ပြီးဇီဝလုံခြုံရေးကိုအဓိကထားဆောင်ရွက်ရမှာဖြစ်ပါတယ်။၎င်းတို့မှာရှမ်းဤဖွေးစည်းပုံတေယူပို့ဆောင်ရေးစနိုက်စီမံခန့်ခွဲမှုတရားစာများကျမ်းမာရေးစီမံခန့်ခွဲမှုနဲ့ကောင်းမွန်သောပတ်ဝန်းကျင်စီမံခန့်ခွဲမှုတို့ပါဝင်ပါတယ်။အစားထိုးမဲ့မြို့ပေါ်ဝက်မက်ပြိုလေးတွေဟာဆိုရင်ယောဂကဲစင်သောအရင်မြင်မှလာရမှာဖြစ်ပြီးမူလဲအုပ်စုထဲသို့မသွင်းမီသီးသန့်ရှာနှခုနဲ့အနည်းဆုံး2လက်ကြာတိရှော့ခွဲထားပြီးရာသီဥတုပတ်ဝန်းကျင်တန်ခန္ဓာရည်ရှင်းအောင်နဲ့ရှင်နေတိုင်းမှာလက်ရွညီတွေဖြစ်အောင်ကြိုတင်ပြင်ဆင်ညှိယူထည့်ရမှာဖြစ်ပါတယ်လက်ရှိရှိမှာတော့ PRRS ယောဂကိုထိန်းချုပ်ရအောင်အတွက်ပိုးရှင်ကာကွယ်ဆေးနဲ့ပိုးတေကာကွယ်ဆေးနှမျိုးလုံးရှိနေပြီဖြစ်ပေမဲ့ကာကွယ်ဆေးရဲ့ထိရောက်မှုမှာအလုံးစုံထိရောက်သေးရှာမှုမရှိသေးပါဘူးဒါကြောင့်ယောဂမဖြစ်ပေါ်အောင်ထိန်းချုပ်ကာကွယ်ရန်အတွက်ရှမ်းစီမံခန့်ခွဲမှုအပိုင်းကိုသာအဓိကထားလှုပ်ဆောင်သင့်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုနှိုက်တဲ့တယ်ဆိုရင်နောက်ထပ်ဗီဒီယိုအတိုက်တွေကိုမလွှဲသွားစေဖို့အတွက်အသေးပေးရှင်းလိုက်ပေးရှင်းနဲ့ follower လောက်ထပ်ပေးခဲ့ကြပါဦးခင်ဗျာ